ညညလည်းမခေါ်ခဲ့ဘူးလို့ပြောလားခွေးတွေကြောက်လို့ခွေးကြောက်လို့ဟုတ်လားဒီလိုပေါ်လာကျေးဇူးတော်ကိုဒီကအမှန်တော်ရှင်လူများတို့အတွက်ကိုအနာသိအလုံးစုံများကိုပြည့်စုံစုံလုံးသိတမ်းရေးပါဒီလိုပုံပြီးသုံးတော်မူပြီးတရားဒီဆိုတဲ့သာသနာ့ကျမ်းစာများကိုသင်္ဘုရားနာပြီးပရိသတ်ဆိုတဲ့ရာရှိတဲ့တရားဘာဝနာများကိုလည်းကိုယ့်ရဲ့တစ်သက်သာဝကများကိုလည်းတစ်သက်ဝကဟောကြားများပြီးတော့ပရိဝေဒဆိုတဲ့တရားဘာဝနာဝိပဿနာသမထတရားများကိုလည်းပွားများအထောက်နိုင်ပြီးတော့အနိစ္စခဆိုတဲ့နိဗ္ဗာန်ဆန္ဒမျိုးကြီးပြီးရရှိတော့မနိုင်တဲ့ဘုံတော်ကျေးဇူးတော်ကိုတက်ပါတယ်ဒီကြမျိုးအမှန်တရားပေါ်မှာအသင်းဆောင်မှာအသင်းဒီလိုများနဲ့နည်းတူသင်္တာများနဲ့လုံငန်းဆောင်တာများနဲ့ဒီရမကသိွက်အောင်မြင်ရပါစေသာသနာကျိုးဘာသာကျိုးတွေသေသေးလက်ပါနိုင်ပြီးတော့ယခုလိုအသင်းတော်ကြီးကိုလည်းနားတော်ကိုဒီရမကသိွက်အောင်မြင်ပြီးတော့ကုသိုလ်ပြုနိုင်ရပါစေလို့ပုံရပါရအလုံးစုံသားတို့ဒီအသင်းတော်ကြီးရဲ့ကိုယ်စားလည်းကုတောင်းဝိတ္တာဘုဒ္ဓအဘိဓမ္မာကိုညာကိုလည်းအာသနာတော်တို့ကိုအလုံးစုံမှမေတ္တာသိရှိပြီးတော့ဘုရားရှင်ကိုယ်တော်ရဲ့ကြီးတာနောက်သုံးပြီးနောက်ကြောင်းတော်မြတ်တာတော့အပ္ပမဒေနနမဒိဋ္ဌာဆိုတဲ့နမေမလျောသောပရိတရားကိုသမ္မာဒိဋ္ဌာဘုဒ္ဓကိုယ်ကပြည့်စုံနိုင်ရပါစေသောတတိဟူ၍လည်းဘုရားရှင်ကိုယ်တော်ရဲ့ကြီးတာမှာကြားတော်မူခဲ့တဲ့ဘုံတော်ကျေးဇူးတော်တွေကအလုံးစုံကံပါလေမေတ္တာတရားတွေနဲ့သာတော်မူခဲ့တဲ့ဘုံတော်ကျေးဇူးတော်တွေကအလုံးစုံကံမှအကြည့်ကျယ်မြင့်မြတ်လာပါတယ်အခုလည်းlong way. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn